လက်ဖက်ပေါ်တဲ့အခါမှာ GMC လိုကားကြီးမျိုးမန္တလေးဘက်သို့ကုန်တင်ငါသွားတယ်လမ်းတွေကဆိုးဆိုးချိုင်းတွေကပေါ်ဆိုးချွေးကလေးများပြန်နေအောင်မောင်းနေဒါဒရိုက်ဘာမြောက်ပိုင်းလမ်းရဲ့အဖြစ်ပါအချိန်ချင်းအခါခါကားပြက်လဲမဆမ်းပါ